လူတွေရဲ့စိတ်ထဲမှာတကယ်ကိုညှဉ်းနှွမ်းစေပြီးတော့စဉ်းစားဉာဏ်ကိုအပြော့သွားစေတယ်အသိဉာဏ်တွေကိုတုံးသွားစေတဲ့အကြောင်းတရားတွေကပါရီတုံးဆိုနံပါတ်1ကကာမိဆန္ဒပြောခြင်းပါခြင်းနဲ့စိတ်ကာမဂုဏ်အာယုခံစားခြင်းနဲ့လောဘအဲ့ဒီကာမိဆန္ဒဆိုတာအသိဉာဏ်ကိုရောပါသွားစေတယ်လူရဲ့စိတ်ထဲမှာကောင်းတဲ့စိတ်တွေဖြစ်ဖို့ရမရှိဘူးတဲ့သူဝင်နေလို့ရှိရင်အလုံးသူကဆုတ်ပိတ်တယ်မြို့တွေမှာဆိုလို့ရှိရင် drainage system မကောင်းဘူးဆိုရင်မြောင်းတွေပိတ်နေပြီဆိုလို့ရှိရင်ရေရှမ်းတယ်လေရေစီးရေလောင်ကောင်းတော့အဲ့ဒါလိုပဲရင်နဲ့နှလုံးထဲမှာဒီတရားတွေဝင်လာပြီဆိုရင်ကုသိုလ်တွေစီးဝင်ဖို့ရခက်သွားပိတ်ဆို့ထားချစ်တိုးနိုင်တဲ့အနေထားဖြစ်တယ်တဲ့ဖြာပါတာအလိုကြရင်ကာမိဆန္ဒအလိုမကြတဲ့အခါဖြာပါတာလူရဲ့သဘောတရားကွာနော်လိုချင်တာရရင်လောဘလိုချင်တာမရဘူးဆိုရင်ဒေါသဒီနှစ်ခုကလာနေတယ်ပြီးတဲ့အခါကောင်းတာလုပ်ရပြီဆိုရင်ဌိနမိတ်တာစိတ်မပါအိတ်ချင်နော်ဇကာကြည့်ရမယ်ဆိုမအိတ်ချင်ဖုံးဆောရမယ်ဆိုတော့မအိတ်ချင်ဂိမ်းဆောရမယ်ဆိုတော့မအိတ်ချင်ခက်တာအဲ့ဒီအချိန်မှာဌိနမိတ်တာလားကိုမလားမျက်လုံးကိုကျဲနေနော်တရားနာရမယ်တရားအထောက်ရမယ်ဆိုရင်ဘယ်ရောက်လာမှမသိဘူးလာပြီအိတ်ချင်ငိုက်လာအဲ့ဒါလည်းပဲကိုယ့်အတွက်ရန်သူကြီးပဲဥဒိစ္စစိတ်တွေလေလွင့်နေစိတ်တီစူးစီးလို့မရဘူးဝိသိကိစ္စတန်တရားတွေဖြစ်တဲ့အဲ့ဒီ၅မျိုးဟာစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပါတယ်ဒီစိတ်အညစ်အကြေးတွေကိုအဓိကဖယ်ရှားနိုင်ဖို့လိုအပ်တယ်တဲ့အဲ့ဒါတွေမဖယ်ရှားနိုင်ဘူးဆိုရင်အသိပညာဟာတောက်ပြောင်းသွားမှာမဟုတ်ဘူး